ရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးမြို့နယ်ပိုင်းကျွန်တော်တို့ဥက္ကဋ္ဌမျိုးလေးစီဒါရနေတော့ပြည်ပြန်ခဲ့မယ်မေတဘဝရဲ့ရီမှန်းချက်တွေချစ်တဲ့မိသားစုနဲ့ခွဲခဲ့တာလဲနှစ်တွေ့ကြပြီပြန်ခြင်းပြမဲ့ခွင့်မသာကျွန်တော်မွေးရမြေတရက်ကုန်ကြည်ရွာဒါရနေမှမမရပါဘူးအမေအောင်မြင်တဲ့နေ့တော့ပြန်လာခဲ့မယ်ပြုံးမှန်ထားတဲ့ရီမှန်းချက်ပန်းတိုင်းတစ်ခုစီမိသားရောက်အောင်ကြိုးစားနေအမှုပညာဒီလန်တော်မှာရှင်နေလွမ်းမပြေရွာကိုပြန်ဒီအလွန်ဒီစီတချင်းလေးနဲ့မာလိုက်ပါရလေအမေဒါရနေတော့ပြန်ခဲ့ပါမယ်မေမောင်မြင်ဒီခဏလေးမတော့ခွေလို့ပါတောင်းဝေးကနေတချင်းလေးနဲ့ကတော့လိုက်ပါရလေအမေဒါရနေတော့ပြန်ခဲ့ပါမယ်မေအောင်မြင်တဲ့နေ့တော့ပြန်လာခဲ့မယ်